NUG ကလည်းဒီ CDM ဝန်ထမ်းတွေကိုလုံလောက်တဲ့လစာလည်းမပေးနိုင်ဘူးအဲ့ဒီထဲမှာမှအားလုံးဒီခက်ခက်ခဲနဲ့ရုန်းကန်နေရတဲ့အချိန်မှာဒီလိုမျိုးဖြစ်လာတဲ့အခါမှာဒီ NUG ဘက်ကဝန်ကြီးတွေကဒီကိုလူကိုဘက်ကရက်ပေးတဲ့ပုံစံဆိုတော့အဓိကတော့ဒီအုပ်ချုပ်သူဒီတာဝန်ရှိသူတွေနဲ့ခေါင်းဆောင်ပိုင်းနဲ့ဒီ NUG ရဲ့ဝန်ထမ်းရတရားနဲ့ဖြစ်တဲ့ပြဿနာပဲဒါပေမဲ့ငကားတော့ကတော့တယောက်တည်းပေါ့ဒီမှာစီရီယန်2တစ်ခုလုံးပါနေပြီအဲ့တော့အဲ့ဒါကိုဖြစ်တဲ့အတွက် NUG ကတော့ဒီကိစ္စကိုဒီသေသေးချာချာစုံစမ်းပြီးတော့ပွင့်လင်းမြင်သွားမနေ့ပြင်နေ့လက်တနာကြီးမှာတို့သတင်းစာရှင်းလင်းဝင်လုပ်မယ်အဲ့တော့အဓိကတော့ဘယ်သူကရွှေညံတော်ဆူရောက်ပြီးတော့အခြေခိုက်ထုတ်ပြန်လိုက်တယ်လို့တော့မပြောတတ်ဘူးပြောငကားကိစ္စကိုကြည့်ပြီးသတင်းဖုံးကျင်တာလားဆိုတော့ရည်ရွယ်ချက်ပေါ့သတင်းကိုပျောက်စေချင်တာလားပေါ့နော်အဲ့တော့ပုံမှန်အနေထားနဲ့စဉ်းစားရင်တော့ဒီစစ်ကောင်စီအုပ်စုရဲ့အစိုးရပုံစံနဲ့စဉ်းစားရင်တော့ဒါဒီလိုအချက်လက်အသေးလေးတွေကိုစစ်ကောင်စီကိုသွားပြီးတော့တရားစွဲရင်ဘာမှဖြစ်လာမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ရဲ့စဉ်းစားပုံကဒီစစ်ကောင်စီကိုမကျင်တတ်လို့တော်လှန်နေကြတာတော့အမှန်ပဲဒါပေမဲ့စစ်ကောင်စီနဲ့မတူတဲ့အုပ်ချုပ်ရေးရန်တရားကိုညှို့လင့်တာလည်းအမှန်ပဲဒါပေမဲ့အဲ့ဒီအုပ်ချုပ်ရေးရန်တရားကိုချက်ချင်းဖြစ်ဖို့ညှို့လင့်နေတာတော့နည်းနည်းလေးကျွန်တော်တို့စိတ်ဆော်လွန်းနေပေါ့နော်ကျွန်တော်တို့ကဒီနေ့ DNA တွေပါနေသေးပဲဖြစ်တယ်အဲ့တော့ CDN လောက်ကြတယ်ဒေါ်လာရေးမှာပါကြတယ်နော်ဒီပြောချင်တာက NUG အစိုးရနဲ့ CDN တွေကတစ်ဖွဲ့တည်းပါလာတာအဲ့တော့ဒီ CDN ဝန်ထမ်းတွေနဲ့ NUG ကအစိုးရတစ်ဖွဲ့လုံးပါလာတဲ့သဘောဖြစ်တဲ့အတွက် NUG ဟာတခြားလူတွေနဲ့ဆိုင်တော့ CDN တွေကိုနိုင်ငံရေးသမားဒေါ်ကြီးပြာနဲ့ NLD ပါတီခေါင်းဆောင်နဲ့ဆိုင် CDN တွေကိုပူဦးစားပေးတဲ့နေ။ဘာကြောင့်လဲဆိုတော့ CDN အစိုးဒီဒေါ်ဆန်းစုကြည်အစိုးရတစ်ဖွဲ့လုံးဒီဘက်ကိုဆန့်ကျင်လာတာ CDN ရဲ့သဘောတရားဟာဒေါ်ဆန်းစုကြည်ရဲ့အုပ်ချုပ်သူအစိုးရတစ်ဖွဲ့လုံးဒီမင်းအောင်လှိုင်အုပ်ချုပ်မှုကိုမခံပဲတော်လှန်ပုတ်ကန်လာတာအဲ့တော့ NUG ကအဲ့ဒေါ်ဆန်းကြီးအစိုးရကိုတာဝန်ယူဆက်ခံထားတဲ့ဒီလက်ရှိလေဒေါ်ဆန်းစုကြည်ကသူတို့ရဲ့ခေါင်းဆောင်ပဲလေအမျိုးသားညီညွတ်ရေးအစိုးရက CDN တွေကိုတာဝန်ခံရမယ်အဲ့တော့ CDN တွေကိုတာဝန်ခံရမှာဖြစ်တဲ့အတွက် NUG ဒီအခက်အခဲတွေရှိတယ်ပြည်သူ့ရန်မဝင်နဲ့ရက်တည်နေရတယ်စစ်ရေးစရိတ်တွေလည်းများတာဖြစ်တဲ့ဝန်ထမ်းတွေကအဲ့ဒါကိုနားလည်ပေးတယ်ငါတို့လာစာမရလဲနေငါတို့အငတ်ခံပြီးတော့ငါတို့ဒီအငတ်ခံပြီးတော့ငါတို့အစိုးရအတွက်ငါတို့ရက်တည်ပြီးတော့အမှန်တရားဘက်ကရက်တည်မယ်ငါတို့ရင်းတယ်ပေါ့ဗျာပေးဆက်တယ်ပေါ့ဗျာဒါပေမဲ့အဲ့လိုပေးဆက်ထားတဲ့အချိန်မှာအဲ့နိုင်ငံရေးသမားဆိုတဲ့အုပ်ချုပ်သူကလူဘာတော့လာမဝနဲ့ပေါ့ဗျာရိုးလေးပြောရင်လူဘာလာဝတာပေါ့ဗျာသူအလွဲသုံးစားလုံးမလို့လူဘာဝတာကိုမခံနိုင်တာငါတို့အစိုးရနဲ့ငါတို့တလောက်အငတ်ခံပြီးတော့မင်းတို့စီကငါတို့ဘာမှလည်းမတောင်းဘူးလစာလည်းမတောင်းဘူးငါတို့ယုံကြည်ချက်နဲ့မင်းတို့အစိုးရကိုမင်းတို့ဒီငါတို့ရဲ့အစိုးရမြို့သားညီညွတ်ရေးဒီဒေါ်ဆန်းစုကြည်အစိုးရကိုဒီစစ်အုပ်စုကအာဏာသိမ်းပြီးမတရားလုပ်တာကိုလူဘာဝလို့မကျေနပ်လို့မင်းတို့နဲ့အတူတူငါတို့ထွက်လာပြီးတော်လာတဲ့အခါမှာစစ်အာဏာရှင်လူမျိုးငါတို့ကိုတော့လူဘာတော့လာမောရတယ်ငါတို့အငတ်ခံပြီးနေမယ်ဒုက္ခခံပြီးမယ်လူဘာမောရတယ်အဓိကပြဿနာအဲ့ဒါပဲဒေါ်ကြည်ပြာရဲ့ misconduct ကိုသူတို့ကပြောချင်တာဒေါ်ကြည်ပြာအလွဲသုံးစားလှုပ်ခြင်းမလှုပ်ခြင်းကိုသူတို့ပြောနေတာမဟုတ်ဘူးအဲ့ဒါကို NUG ကသဘောမပေါက်ဘူးအဲ့တော့ NUG မှာရှိတဲ့ဆရာဇော်ဝေဆိုးတို့နော်ဒါကျွန်တော်ဒါလိုက်ဆွဆွဲတာမဟုတ်ပါဘူးဆရာဇော်ဝေဆိုးတို့ဝန်ကြီးချုပ်ယုံကမန်းဝင်းခိုင်တဲ့တို့ကိုနေဖုံးလက်တို့နားမလဲတာကဒေါ်ကြည်ပြာပတ်စံယူနေတာမယူနေတာဒေါ်ကြည်ပြာသုံးနေဖြုံးနေတာမွေးနေပွဲပြောနေအဲ့ဒါတွေကအကြောင်းခံနေအဓိကလူဘာမောရတယ်ပြောချင်တာကအချင်းချင်းမကြောနဲ့တမူးပူမရှူနဲ့မင်းကအရာရှိပုံစံအဆောက်sorry ပါအချိုးလားမချိုးနဲ့ဟုတ်ပြီနော်အဲ့ဒီအချင်းချင်းကြောတာလက်မတင်လေးကြောတာအကျော်မခံနိုင်တာအဲ့ဒီ CDN ဝန်ထမ်းတွေရဲ့ခံစားချက်ကိုကြည့်ရင်ဒေါ်ကြည်ပြာကိုအလုပ်ဖြုတ်ကိုပြောရမယ်အဲ့ဒီအတွက်ဒေါ်ကြည်ပြာနစ်နာသွားနိုင်တယ်မတတ်နိုင်ဘူး
ဝန်ထမ်းတစ်ခုလုံးနဲ့ CDN ဒုတစ်ခုလုံးနဲ့ဒေါ်ကြည်ပြာတယောက်တည်းနဲ့တော့မလဲနိုင်ဘူးဒေါ်ကြည်ပြာဟာပြဿနာကဒေါ်ကြည်ပြာကလည်းမနေတတ်မထိုင်တဲ့ဘာကိစ္စကိုယောက်ျားကိုပါအလုပ်တဲမှာဆွဲသွင်းတယ်လေဘာကြောင့်ယောက်ျားမျိုးတွေကိုအလုပ်တဲဆွဲသွင်းတယ်လေအမေသူတယောက်တည်းလောက်ရမယ်သူယောက်ျားအပြင်မှာရှာစားရမှာပြောချင်တာကဒါမျိုးတွေပေါ့ဗျာအဲ့တော့ဒါကဟိုမိသားစုစီးပွားရေးမဟုတ်ဘူးဒါဝန်တိုင်းရန်တရားအဲ့တော့သူတို့ထင်လိုက်တာကဒါအစိုးရယုံပေါ့ဗျာတော်လန်အစိုးရပေါ့ဗျာငါတို့ထင်တယ်လို့လုံးလို့မဟုတ်ဘူးမြို့သားညီညွတ်ရေးအစိုးရသည် CDN တစ်ခုလုံးနဲ့ဆိုင်တယ်ဘာလို့အဲ့ဒီ CDN တွေကဒေါ်ဆောင်စုကြည်အစိုးရကိုယုံကြည်ပြီးမင်းအောင်လည်းမတရားလုပ်တာကြောတာလူပါဝါတာလက်မတင်ပြီးလာကြောတာအကြောတာကိုမခံနိုင်လို့ပါလာတာအဲ့ဒီ CDN တွေရဲ့ခံစားချက်နဲ့ CDN ဒုတစ်ခုလုံးရဲ့ဒီဝန်တန်းဒုတစ်ခုလုံးရဲ့စဉ်းစားပုံကိုစဉ်းစားဖို့လိုတယ်အဲ့တော့NUG မှာလုံနေတဲ့တာဝန်ရှိနေတဲ့ဝန်ကြီးတွေညွှန်မှုတွေညွှန်ချုပ်တွေအတွင်းဝန်တွေအဲ့ဒါကိုသတိထားဖို့လိုတယ်လူဘာဝါတာမခံနိုင်ဘူးမင်းအောင်လည်းလူဘာဝါလာတာမခံနိုင်လို့တော့အိုးတွေအိမ်တွေပိုင်ဆိုင်မှုတွေမိသားစုတွေဘဝတွေအပြတ်ခံပြီးတော့ထွက်လာတာမင်းတို့လာပြီးထပ်ပြီးလူဘာမောရတယ်ငါတို့မခံနိုင်တော့ဘူးအတိတ်ပဲအဲ့ဒါပဲအဓိကက morally ဖြစ်တဲ့ပြဿနာဒါကျွန်တော်ပြတတ်တာပဲသုံးတတ်တာဘာလို့ဟိုကျွန်တော်မှအရင်နေ့တုန်းကပြောဖို့အချက်လက်မရှိဘူးလေအချက်လက်မရှိတော့ကျွန်တော်ကဝင်မပြောဘူးဒါပေမဲ့အခုက CDN 2တစ်ခုလုံးကမကြည်မနဲ့ဒီစာတွေထုတ်နေကြပြီဒါဆိုရင်ဒါပေါ့သေးသေးကိစ္စမဟုတ်တော့ CDN 2တစ်ရက်လုံးကခန်းစားချက်ကိုထုတ်ပြပြီအဲ့တော့ NUG ဒီ CDN ဒီပေါ်မှာတရားရင်ကတော့မှီတည်နေတာအဲ့တော့ CDN 2တစ်ခုလုံးကဒီလိုပြောဆိုလာပြီးဆိုရင်တော့ဒီကိစ္စကို NUG ကယူတန်းပြန်ကြွေကိုရတော့မှာယူတန်းပြန်ကြွေတာမရှက်ပါနဲ့ဝန်ကြီးချုပ်ရုံးဝန်ကြီးနဲ့ဆရာဇော်ဝေဆိုးကိုကျွန်တော်ပြောချင်ပါတယ်မနေ့ပြင်သတင်းစာရှင်းလင်းပွဲလုပ်တော့မယ်နော်ကျွန်တော်တို့ဝန်ကြီးချုပ်စာကီမာတော်စာကီစတမပေါ့သူတော်ယူတန်းခဏပြန်ကြွေတယ်ပြည်သူကပြောလာပြီးဆိုရင်သူပြန်လောက်ရတယ်ကျွန်တော်ပြောသလိုပဲဟိုတလောတော့ကသူပတ်စံပေးမယ်ပြောတယ်ပတ်စံဖြတ်မယ်လို့ပြောတယ်ပြည်သူတွေကစန့်ကျင်လိုက်တယ်သူမဖြတ်တော့ဘူးဖြစ်သွားတယ်အခုလည်းရွေးကောက်ပွဲမလုပ်ဘူးပြောတယ်မတရားဆွဲမယ်ပြန်လုပ်မယ်ဖြစ်သွားတယ်မရှက်ပါနဲ့ UK ဝန်ကြီးချုပ်ဒီမိုကရေစီဘိုးကြီး UK ဝန်ကြီးချုပ်လက်ရှိဝန်ကြီးချုပ်Labourပါတီခေါင်းဆောင်ကြီးတောင်အဲ့ဒီဘာခေါင်းဆောင်ကလည်းပါတီခေါင်းဆောင်လည်းဖြစ်တယ်လို့ UK နိုင်ငံမှာရှေ့နေချုပ်ဖြစ်ခဲ့တဲ့လူတော်ပြည်သူလက်မခံရင်ချက်ချင်းယူတန်းပြန်လှည့်တယ်ထိုနည်း၎င်းပဲသမရဒေါ်နယ်ထရန့်လည်းအခုတရားရုံးချုပ်ကပြောပြီးသူယူတန်းလှည့်ရလိမ့်မယ်အဲ့တော့ယူတန်းပြန်လှည့်တာအချိန်မီသေးတယ်ဒေါ်ကြည်ပြာတယောက်တည်းနဲ့ဒေါ်ပီပြာတယောက်တည်းနဲ့ CDN ဝန်ထမ်းတစ်ခုလုံးကိုလဲမှာလားဒါ morally ဖြစ်နေပြီနော် institution ဖြစ်တာအဲ့ဒါကြောင့်ဒါဒီမြို့သားညီညွတ်ရေးအစိုးရအနေနဲ့အလွန်အမတန်ကင်တွယ်ဖို့လိုတယ်ဒေါ်ကြည်ပြာပတ်စံယူတာမယူတာဒေါ်ကြည်ပြာမွေးနေ့ပွဲလုပ်တာမလုပ်တာဒေါ်ကြည်ပြာအမျိုးတွေကိုခေါ်ပြီးအလုပ်ခန့်တာမခန့်တာထက်စားရင်ဒေါ်ကြည်ပြာရဲ့ misconduct စိတ်ကိုမကြိုက်တာသူတို့ကတော့ဘာလို့လူ73ယောက်နဲ့တယောက်နဲ့ဖြစ်တယ်ဆိုတဲ့သေကြတယ်သူရဲ့စကားပြောတာကိုမကြိုက်တာဒါလူရဲ့သဘောတရားပဲနောက်တော့သူတို့ဒီဝန်တန်းလောကကလာတာဗျာနော်ဝန်တန်းလောကကလာဒေါ်ကြည်ပြားကဘာမှဝန်တန်းလုပ်ဘူးတာလည်းမဟုတ်ဘူးအခုမှလည်းလွတ်တော်အမတ်ဖြစ်ပြီးတော့ဒီမှာရုံးမှလာပြီးတာဝန်ယူရတော့သူတို့ရဲ့စိတ်နေစိတ်ထားပြောဖို့ဆိုဖို့ပြောပေါက်ဆိုပေါက်ပေါ့ဗျာကြောတာပေါ့ဗျာအဲ့ဒါကိုမကြိုက်တာဒါတသက်အချက်လည်းမို့ morally နဲ့ဆိုင်တယ်စိတ်နဲ့ဆိုင်တာအဲ့တော့နှခါမှားသုံးခါမှားလေပြဿနာပြီးကျွန်တော်တို့ UK ဝန်ကြီးချုပ်10ခါလောက်ရှိပြီးမှားနေတာမတတ်နိုင်ဘူးဒါပြည်သူ့သဘောတွေအဲ့တော့ NUG အနေနဲ့ရှော့ပေးပါကျွန်တော်ကကြားထဲကနေလိုပဲပြောချင်တယ်ရှော့ပေးလိုက်ပါဒေါ်ကြည်ပြားကိုအလုပ်ကနေအနာပေးလိုက်ပါဒေါ်ကြည်ပြားအနေနဲ့လည်းဝန်ကြီးချုပ်ရုံးမှာမလုပ်ရလို့ဘာမှဝန်နေစရာအကြောင်းမရှိပါဘူးတခြားကောက်ရှာစားပေါ့ဗျာဒေါ်လာရင်းမှာကုချတောင်းနဲ့ကိုရက်တီရှာစားပေါ့ရှာစားပြီးမှတခြား CDN တွေနီးတူအလုပ်ပြီးတော့ဒေါ်လာရုပ်တခြားနည်းနဲ့ပါပေါ့ဒီရုံးမှာယာဒူးရမှာမဟုတ်ပါဘူးအဲ့တော့ဒေါ်ကြည်ပြားအနေနဲ့ကလည်းအရှိကိုစဉ်းစားပြီးတော့အနစ်နာခံလိုက်စေခြင်းနဲ့ကိုဘီသူပြပြဝင်းမှုပဲကိုကောင်းမပြောဆိုခဲ့လို့ကိုသူများကပြောတာလေအဲ့တော့ကိုဒီနောင်တရစေခြင်းနဲ့အဲ့တော့ CDN 2တစ်ခုလုံးကိုအရှုံးပေးလိုက်စေခြင်းနဲ့နော်နောက်မဟုတ်ရင်လေ
နှစ်ဖက်ညှိနှိုင်းကြစေခြင်းနဲ့အပြန်လည်တောင်းပန်တာတွေကြည်အေးတာတွေဟိုနားလည်မှုလွဲအောင်တော့အခြေချကျင့်တတ်တယ်ကျွန်မမှားပါတယ်ကျွန်တော်မှားပါတယ်အဲ့တော့ငါတို့ညှိကြရအောင်အဲ့လိုမျိုးဟိုလိုပြောမယ် consultation ပေါ့နှစ်ဖက်ကိုညှိနှိုင်းပေးလိုက်ပြီးပြေးလဲလဲဖြစ်ပြီးပြန်လုပ်ကြတယ်ဆိုရင်လည်းပြီးသွားတာပါပဲအဲ့တော့တစ်ဖက်သက်ကြီးဒေါ်ကြီးပြားမှန်တယ်ဒေါ်ကြီးပြားမှာဟိုဆွဆွဲသလိုဘာမှမရှိပါဘူးဒါကြောင့်ဒေါ်ကြီးပြားဒီအလုံးမထုတ်เสียမလို့ဘူးဒေါ်ကြီးပြားဒီသူပြောဆိုဆက်ဆံတာနည်းနည်းမောက်မာတာပဲတခုပဲအပြင်းထန်စွာသတိပေးလိုက်လောက်တော့မရဘူးအဲ့ဒီကိစ္စကိုမကျေနပ်လို့တရားဆွဲတာအဲ့ဒီသူ့ရဲ့ misconduct သူ့ရဲ့အမိတ်ပေးခိုင်းစေတာသူ့ရဲ့အာဏာနဲ့စကားပြောဆိုတာအပေါ်စီးနဲ့ပြောဆိုတာကိုမခံနိုင်တာအဲ့ဒါကိုမြို့သားညီညွတ်ရေးအစိုးရအနေနဲ့သဘောပေါက်ဖို့လိုတယ်ဒီချိန်ဟာဆက်ဆက်တိမခံတဲ့အချိန်ဖြစ်တယ်လူတွေက very sensitive ဖြစ်နေတာအဲ့တော့ဒီလူတွေကတော်လိုင်းရေးကြာလာတဲ့အခါမှာရုန်းကန်လာရပြီလေအဲ့တော့လူတွေက very very sensitive ဖြစ်နေတဲ့အချိန်အဲ့တော့မြို့သားညီညွတ်ရေးအစိုးရအနေနဲ့အရှိကိုကြည့်ပြီးတော့အမျှော်မြင်ကြီးစွာနဲ့ဒီကိစ္စကိုဒေါ်ကြည်ပြာကိုတောင်းပန်ခိုင်းပြီးတော့ကိုဘက်73ယောက်ကိုခေါ်တွေ့တဲ့ရှင်ပြီးတော့ပြောချင်တာကသတင်းစာရှင်းလင်းပွဲမှာနှစ်ဖက်လုံးကိုခေါ်တဲ့ရှင်ခိုင်းပြီးတော့တောင်းပန်လိုက်ကြည်အေးလိုက်ပြီးတော့ဒေါ်ကြည်ပြာကိုလည်းအလုပ်ကပေးလိုက်နားပေးလိုက်အဲ့ဒါကအကောင်းဆုံးပဲဒို့ဒီမဟုတ်ရင်နှစ်ဖက်လုံးကိုအလုပ်ပြန်ခံနှစ်ဖက်လုံးသဘောတူတဲ့ကြည်အေးတွေဆိုရင်နှစ်ဖက်လုံးအလုပ်ပြန်ခံလိုက်ဒေါ်ကြည်ပြာလည်းအလုပ်ပြန်ရမယ်သူတို့73ယောက်လည်းပြန်ရမယ်ပြည်လဲလဲပျော်ပျော်ရွှင်ရွှင်နဲ့ဟိုမိသားစုညီကောင်မောင်နှမတွေဖြစ်တယ်လို့ပဲကြည်အေးလိုက်ကြပြီးတော့ပြီးသွားရင်လည်းပြီးသွားတာပဲအဲ့တော့အဲ့ဒါကိုအလွန်အမတန်လှပစွာကင်တွယ်ဖို့လိုအပ်တယ်ဒါအလွန်အမတန်ကြီးမားတဲ့ကြည်ရကြီးဖြစ်တယ်ဘာကြောင့်လဲလူတွေက sensitive အရင်ဖြစ်နေတယ်ပြောချင်တာကရိုးရိုးလေးပဲကျွန်တော်ထောက်ပြမယ်ခင်ဗျာလူတွေက trauma ရှိတယ်ဘဝတစ်ခုလုံးကိုအပြတ်ခံပြီးတော့မိသားစုတစ်ခုလုံးအပြတ်ခံပြီးတော်လှန်နေတဲ့အချိန်မှာသူတို့ခံစားနေရတဲ့ဒီ trauma ကိုအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လူသားဆန်စွာနဲ့စဉ်းစားပြီးတဲ့နဲ့ဒေါ်ကြည်ပြာတို့လည်းမတရားဆွဆွဲခံရတာမဖြစ်ရလေအောင်ကိုယ်သဘောနဲ့ကိုယ်ပျော်ပျော်ရွှင်ရွှင်နဲ့အလုပ်ထွက်လိုက်တာပိုကောင်းပါတယ်ဒေါ်ကြည်ပြာတို့လင်မယားလည်းတင်းမခံပါနဲ့ဒေါ်ကြည်ပြာဒီကြောက်တရားမျိုးနဲ့လွတ်တော်မှာပါဒေါ်ကြည်ပြာဟိုတဲကနာမည်ကြီးပေါ့နော်ဒေါ်ကြည်ပြာကအဲ့တော့ကြောက်တရားမျိုးနဲ့လွတ်တော်အမှတ်ဖြစ်တာဖြစ်တဲ့အတွက်ဒေါ်ကြည်ပြာကိုလည်းကျွန်တော်ကကြားထဲကနေပြီးတော့ပြောပါတယ်ဝင်ရောက်ပြီးတော့ဝင်ညှိပေးပါတယ်ဒေါ်ကြည်ပြာခင်ဗျာဒေါ်ကြည်ပြာကိုကျွန်တော်ကောင်းကောင်းသိပါတယ်ကျွန်တော်တို့ကြောက်တရားမျိုးနဲ့အမှတ်ကြီးပါဒါကြောင့်ဒေါ်ကြည်ပြာအနေနဲ့လျှော့ပေးလိုက်ပါဒေါ်လာကြီးအရှိကိုကြည့်ပြီးဒါပြည်သူတွေကိုချင်းစာပြီးတော့ trauma ဖြစ်နေတဲ့ကိုစီရီယန်တူကိုနားလေစွာနဲ့အလျှော့ပေးလိုက်ပါလို့အဲ့တော့ဒီဝန်ကြီးချုပ်ရုံးမှာအလုံးမလုံးအောင်မှအလုံးလုံးတာမဟုတ်ပါဘူးဟိုလူဆိုတာဟိုပြောချင်တာကဟိုဒီလောက်ထိစီရီယန်တူတစ်ခုလုံးကတုတ်ပြန်လာတာကိုဒီအုံနေရန်ကြီးကိုကောင်းတဲ့ဝင်မတိုက်ပါနဲ့လို့เนาะအဲ့တော့အမျိုးသားညီညွတ်ရေးအစိုးရကလည်းစီဒီယန်ဒုကိုပဲပြမြတတာလုပ်ပေးလိုက်ပြီးဒေါ်ကြည်ပြာကိုနားလေအောင်ဖြောင်းပြပြောဆိုပါမှန်ဤမှားဤတစ်ခါတလေအရေးမကြီးပါဘူးကျွန်တော်တို့ဒီတော်လန်ပြည်သူတွေရဲ့အင်အားနဲ့စိတ်ဓာတ်တွေနဲ့သွားနေတာပါသဘောထားကြည့်ဖို့လိုပါတယ်သဘောထားကြည့်တဲ့အချိန်မှာဒေါ်ကြည်ပြာတောင်းပန်လိုက်လို့ဒို့ဒီမဟုတ်နှုတ်ထွက်လိုက်လို့ဒေါ်ကြည်ပြာသိခါမကြပါဘူးလူဆိုတာပူပြီးတော့မြင့်မြတ်ပါတယ်ဘယ်လိုပြောမလဲရင်အေးပါတယ်အများမကျေနပ်ပဲနဲ့ပဲဒီလုပ်ကိုဆက်လုပ်လဲမကောင်းပါဘူးတစ်ဖက်ကလည်းမတရားဆွဆွဲတာမျိုးမဖြစ်ရလေအောင်တစ်ဖက်ကလည်းစီဒီအန်များအနေနဲ့လေဒေါ်ကြည်ပြာဘက်ကနေညှိနှိုင်းလာမယ်ဆိုရင်ကြည်အေးပေးလိုက်ပါဒါကို့အချင်းချင်းတွေလည်းဖြစ်တယ်အရှိကိုလည်းကြည်ကြပါနောက်ဒါမျိုးမဖြစ်ဘူးလေသင်ခန်းစာယူကြဖို့အဓိကဒေါ်ကြည်ပြာလွဲသုံးသားလုပ်ခြင်းပတ်စံဖြုံခြင်းမွေးနေ့ပွဲလုပ်ခြင်းဒါကအဓိကမဟုတ်မောက်မာတာကိုမကြိုက်တာအဲ့ဒီခံစားချက်ကိုကျွန်တော်ကောင်းကောင်းနားလဲတယ်။ဘာကြောင့်လဲကျွန်တော်ကိုယ်တိုင်ကဝန်ထမ်းဖြစ်နေတာဒီမန်နေဂျာတွေအစ်စ်တွေလာပြီးလူဘာလာဝနေတာလုံးဝမကြိုက်ဘူး။မနေ့ကပဲဖြစ်တယ်ကျွန်တော်လူကြီးမင်းကိုဥပမာတစ်ခုထောက်ပြမှာ
ကျွန်တော်တို့အလုပ်ထဲမှာကောင်လေးက general worker ပေါ့ဗျာကျွန်တော်တို့ရှစ်မှာလူလိုတော့သူကဘန်း3ပေါ့ကျွန်တော်တို့ရှစ်ကဘန်း4ကစားတယ်နော်ကျွန်တော်ယာတုနဲ့ပြောရင်မြန်မာလူပြောရင်ဗျာယာတု1ယာတု2အဲ့ဒါ UK မှာအဲ့ဒီစနစ်ရှိတယ်ကျွန်တော်ကဘန်း5 manager တွေကဘန်း7နော်ဘန်း7ဘန်း8ပေါ့ကျွန်တော်တို့ဒီက head of state ဆိုဘန်း9ကျွန်တော်ကဘန်း5ပေါ့အလယ်မှာရှိနေတယ်အဲ့ဒီကောင်လေးက general work ကကျွန်တော်တို့မှာဘန်း2ကနေစားတယ်ဘန်း2ကနေဘန်း3ပေါ့ကောင်လေးကဘန်း3ဆိုတော့ကျွန်တော်တို့ရှစ်ထဲမှာတယောက်တော့လူလိုတော့သူ့ကိုကျွန်တော်တို့ကဆွဲထည့်တယ်အဲ့တော့ဆွဲထည့်တော့သူ့ကိုကျွန်တော်တို့ကဘန်း4 ship engineer မပေးဘဲနဲ့ယာယီဆိုပြီးတော့သူ့ကိုယာယီခန့်တယ်6လပေါ့အိမ်မှာ second man လို့သူတို့သုံးတယ်6လနဲ့ကောင်လေးကိုဆွဲခန့်လိုက်တယ်ဒါကလေးရှိနေပြီအလုပ်သွားတော့မဟုတ်တယ်ဖုန်းနဲ့လမ်းသတိပေးနေပြီအဲ့တော့သူ့ကို6လဆွဲခံတယ်ဆွဲခံတော့ကောင်လေးကဦးလောက်တာ2နှစ်ရှိနေပြီဒါပေမဲ့ဦး ship technician position ပေါ်တယ်သူ့ကိုမပေးဘူးဟာမင်းရှိနေတာပဲအပြင်လူတယောက်ခေါ်ပြမနဲ့ပေးလိုက်တယ်အဲ့ဒါနှစ်ခါရှိပြီဖြစ်ထားတယ်အဲ့ဒါလည်းသူတီးခံပြီးလုံနေသေးတယ်အဲ့တော့သူ့ခမညာကအလုပ်ထဲမှာငကူကလည်းဘန်း3နဲ့လုံနေတဲ့လူကျွန်တော်တို့ဘန်း4နဲ့လည်းဒီ ship engineer အနေနဲ့လည်းသူဝင်လုံနေတာ2နှစ်ရှိပြီ6လကန်ထွက်နေတယ်ဒါပေမဲ့အခွင့်အရေးရလာရင်အပြင်လူတွေကိုပဲခေါ်ခန့်လိုက်တယ်ပါမနဲ့ပေးလိုက်တယ်အဲ့ဒီအပြင်လူတွေကပါမနဲ့ရပြီးထွက်သွားတယ်အဲ့ဒီထိသူတီးခံနေတယ်အခုသူဒီတစ်ခါလည်းအခွင့်အရေးထက်ရတယ်အဲ့တော့ तू လည်းရှောက်တယ် तू အင်တာဗျူးတော့မခေါ်ဘူးမင်းငါတို့6လပေးထားပြီးသားလေတဲ့ငါတို့တက်တန်းတိုးပေးမယ်တဲ့မင်းပါမင်းနဲ့မပေးနိုင်ဘူးတဲ့အဲ့ဘသူ့ကိုခေါ်ခန့်လိုက်တယ်ထင်တယ်အိန္ဒိယကနေပြီးတော့ UK နိုင်ငံမှာလည်းတစ်ခါမှမလာဘူးဘာလို့မှလည်းလာမလို့ UK အတွေ့အကြုံလည်းမရှိတဲ့လူတယောက်ကိုရှောက်တဲ့လူတယောက်ကိုဝက်ပါမင်းပေးလိုက်တယ်ပြောချင်တာက sponsor ပေးလိုက်ပြီးတော့ဒီ home office ကနေဝက်ပါမင်းထုတ်ပေးပြီးတော့ခေါ်ခန့်ပလိုက်တယ်မနေ့ဖြစ်တဲ့ဘက်ခါလာမသိရောက်တော့မယ်ကောင်လေးကိုကြတော့6လတော့တက်တန်းမလို့ပြီးသေးဘူးကောင်လေး6လတက်တန်းကိုဒူးထောက်ပြီးတောင်းပန်နေရတယ်အဲ့တော့ကောင်လေးဘက်ကစဉ်းစားရင်မတရားတော့ဘူးလေကျွန်တော်တို့ကိုယ်တိုင်ကစပြောနေပြီမတရားဘူးဒါရှိနေတဲ့လူကိုကြတော့ပေးတဲ့ယာတုကိုမပေးဘူးပါမင်းနဲ့မပေးပေးနဲ့ဘာမှမဆိုင်တဲ့လူတယောက်ကိုအပြင်ကနေအတွေ့အကြုံလည်းမရှိဘူးဗလိုင်းဒဇိန်တယောက်ကိုဟိုနိုင်ငံခြားကနေခေါ်ပြီးတော့ဝက်ပါမင်းပေးပြီးခန့်လိုက်တာဒါဒီ power abuse လုပ်တာဒီ manager သူမန်နေဂျာတွေကအိန္ဒိယမန်နေဂျာတွေအဲ့ဒါ morally ကလုံးဝမှားနေတယ်ဒါပေမဲ့ဥပဒေပေါင်းအရ तू ကြိုက်တဲ့လူ तू ခန့်လို့ရတယ်လေကောင်လေးကို तू မပေးခြင်းလို့မပေးတာဘယ်လိုပေးဖြစ်တာသူ့သဘောဥပဒေအရ तू ကျွန်တော်တို့ဘာမှလုပ်မရဘူးဒါပေမဲ့ morally ကလူဘာဝတာအဲ့ဒါ power ကိုအလေးသုံးစားလုပ်တာကျွန်တော်တို့အလုပ်ထဲမှာကိုဖြစ်နေတာနော်အခုလေစီရီယန်နေအဲ့လိုလူဘာဝတယ်လို့ခံစားနေရတယ်အဲ့ဒါကိုမနေ့ဖြင့်ကျွန်တော်အတန်တန်သတိပေးတယ်နော် NUG ကသတင်းစာရှင်းလင်းပွဲလုပ်တော့မယ်သေသေးချာချာအမျှော်မြင်ကြီးစွာနဲ့ဆရာဇော်ဝေဆိုးတို့ဖြေပါ CDN 2ကိုအနိုင်ပေးလိုက်ပါဒေါ်ကြည်ပြားကလည်းလိုလားနှုတ်ထွက်လိုက်ပါ CDN 2ကိုတောင်းပန်လိုက်ပါညှိနှိုင်းလိုက်ကြပါအဲ့ဒါဒီအကောင်းဆုံးဖြစ်ပဲဒေါ်ကြည်ပြားအလွဲသုံးစားလှုပ်ခြင်းမလှုပ်ခြင်းဒေါ်ကြည်ပြားသူ့ပတ်စံသူသုံးခြင်းမသုံးခြင်းအဲ့ဒါအရေးကြီး misconduct ဆိုတာအဲ့ဒါပဲဦးကျွန်တော်တို့အလုပ်ထဲမှာကိုကျွန်တော်တို့ကိုယ်တိုင်အဲ့လိုခံစားနေရတယ်မတရားလုပ်တာကောင်းလေးကဖိလစ်ပင်းလေးလုံးနေတာနော်2နှစ်ရှိပြီနော်အလုပ်ထဲမှာလည်းတော်တဲ့လူကျွန်တော်တို့အရန်ကြိုက်တယ်သူအလုပ်လည်းလုပ်နိုင်တဲ့လူအဲ့ဒီအလုပ်လုပ်နိုင်တဲ့လူကိုပါမင်းနဲ့မပေးပဲ6လနဲ့နှက်ထားပြီးတော့အဲ့ဒီမန်နေဂျာတွေကသူတို့လူဖြစ်တဲ့အိန္ဒိယသားကိုအင်တာဗျူးခေါ်ပြီးတော့အလုပ်ခန့်လိုက်ပြီး